Hey guys ဒီနေ့ကကျောင်းပေးရဲဆိုတော့ဆိုင်သွားကူဆောင်ပေးမှာပဲဖြစ်ပါတယ်အခုကဆိုင်သွားဖို့ပြင်ဆင်နေရပါတော့ပြီးကြရင်တော့တနခါလိမ့်မို့တနခါသွေးပါမယ်တနခါဘကောကိုတော့လိုပဲဖြစ်တယ်လို့ကောက်လိုက်ပါတယ်ပြီးကြရင်ခုတလောမျက်နှာမှာဝတ်ချင်နေတာထွက်နေရတယ်တနခါနဲ့ပဲကောက်ဖုံးလိုက်ပါတယ်ကျဲလည်းမကယ်နိုင်တော့ဆိုခေါင်းဖိပြီးရင်တော့ပြီးပါပြီ outfit check ပါညာကျောင်းပိတ်တယ်ဆိုပေမဲ့လည်းဆီယမတွေကအင်စာတွေအများကြီးပေးလိုက်တော့ဆိုင်ကိုစာအုပ်တွေယူသွားပါတယ်ပြီးကြလှုပ်လာဆိုမလုပ်ပါဘူးအခုကတော့ဆိုင်ကိုသွားနေရပါတော့ကဲဆိုင်ကိုရောက်ပါပြီဆိုင်ကိုရောက်တာနဲ့ကျွန်တော်ပထမဆုံးလုပ်တဲ့လောက်ကဓမျက်စိကောက်ခိုင်းတာပါပဲဘာလို့လဲဆိုတော့အဝတ်တန်းတွေကိုမထုတ်ချင်လို့အဲ့တော့အဝတ်တန်းတွေထုတ်လို့မပြီးမချင်းဓမျက်စိကိုလက်ကမချပါဘူးဟိုနားလဲလိုက်ဒီနားလဲလိုက်နဲ့အကုန်ရှောက်လဲပါတယ်သူတို့အဝတ်တန်းထုတ်လို့မပြီးမချင်းဆိုင်ကိုအတွင်းနဲ့လဲလိုက်အပြင်မှာလဲလိုက်နဲ့လဲနေရပါဆိုင်မှာလိုရတာကြိုက်ဆုံးကဓမျက်စိလဲရနဲ့အယုံမဝယ်လဲပေးရပါပဲအခုကတော့ရုံးမကိုဝယ်လဲတော့မှာပါကျွန်တော်ရက်ကပူအောင်မုံတော့ရုံးမကြီးကရှေ့ကြီးဖြစ်နေပြီးကြရင်တော့သူတို့ကိုတထဲပြီးတထဲလဲပေးပါတယ်စကတ်တွေလဲပေးလိုက်အင်ကြီးလဲပေးလိုက်နေပေါ့နော်အဲ့လို style လေးလောက်ရတာကိုရမ်းကြိုက်တယ်ဘာလို့လဲဆိုတော့ပေါက်တက်ကရဝတ်ပေးရလို့ပါလိုက်လာမလိုက်တာတော့မသိပါဘူးကိုဝတ်ချင်တာတွေဝတ်ပေးလိုက်ပါတယ်ဒါကတော့ဆိုင်မှာရနိုင်တဲ့တော်လေးပဲဖြစ်ပါတယ်ဆိုင်မှာကားတော့တွေရော shoulder off တွေရောအစုံရှိပါတယ်ဘောင်းမီဆိုလဲစင်မောင်းမီရောဂျင်းမောင်းမီရောကုန်ရှိပါတယ်ဒါကတော့ဟူဒီပေါ့ဒါတွေကတော့ခုနကတော့စိတ်ကူပေါက်ရဝတ်ပေးထားတယ်ဝတ်ကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်